ခေါ်ထားသီးလေးကိုဒီလိုချစ်ကလေးနဲ့အမြင်လေးဖြစ်အောင်ချစ်ပြီးတော့မှပြောပါမယ်ကြက်ဥလေးတစ်လုံးဖောက်ထည့်လိုက်ပါတယ်ဂေါ်ရခါသီးအမြင်ကျော်လေးပါဂေါ်ရခါသီးကိုအတုံးလေးတွေမစားကျင်တဲ့သူတွေအတွက်အမြင်လေးဖြစ်အောင်ချစ်လေးနဲ့ချစ်ပြီးတော့ကြက်ဥလေးနဲ့ကြော်ထားခြင်းဖြစ်ပါတယ်ဂေါ်ရခါသီးအမြင်ကျော်လေးပါရှင်အားလုံးပဲနေကောင်းချမ်းပါစိတ်ချမ်းသာကြပါစေနော်